ကယ်မဆုံးနိုင်ဒီဘဝဝေးပြီးပျော်နေခဲ့ချစ်ဆုံးလေးမြတ်ဖျားသာသနာတကယ်ထမ်းရွက်ဖို့ငါသွားတဲ့အခါလွမ်းနေရအောင်မဦးယုံလွဲပါမမတက်နိုင်ပြီစနာပရာကလျာဏီနန္ဒမင်းသားဖြစ်များနဲ့ကြုံတရားတော့တာရကညီငါနဲ့မင်းဒီဘဝဝေးလေးနောင်တော်မြတ်ဖျားနန္ဒမင်းသားကိုခေါ်သွားတဲ့အခါလမ်းခီးမှာချစ်သူရဲ့ချစ်ဆုံးမျက်နှာတွေ့တဲ့မြင်ရောက်လာတရားမရခင်သူလွမ်းရမြတ်လေတနာဆိုတာဒီဘဝမငြိမ်းရင်နောက်ဘဝတိုင်းပါခဲ့အောင်မဲ့အချစ်တွေစာနီအာရနှလုံးသားဆွန်သွားခဲ့တာတို့ကိုဂုဏ်ပြုပါဒါဓမ္မနောက်ဆုံးလက်ဆောင်မို့မင်းတရားရှင်မှာချစ်သူခဲ့တဲ့တေဤသာဖြစ်တို့မိပြီးပါပါရမီဖြစ်တာတို့သုံးနေခေါ်တမန်ခံတကယ်စေချာတွေ့ဖို့ရာငါသွားတော့မေဘဝခီယူချစ်သူရင်နေခဲ့တော့တနေ့နေ့ငါပြန်လာမင်းတို့တရားသူဟောပြပါမယ်တကယ်မဆုံးနိုင်ဒီဘဝဝေးပြီးပျော်နေခဲ့ချစ်ဆုံးလေးမြတ်ဖျားသာသနာတကယ်ထမ်းရွက်ဖို့ငါသွားတဲ့အခါလွမ်းနေရအောင်မဦးယုံလွဲပါမမတက်နိုင်ပြီစနာပရာကလျာဏီနန္ဒမင်းသားဖြစ်များနဲ့ကြုံတရားတော့တာရကညီငါနဲ့မင်းဒီဘဝဝေးနောင်တော်မြတ်ဖျားနန္ဒမင်းသားကိုခေါ်သွားတဲ့အခါလမ်းခီးမှာချစ်သူရဲ့ချစ်ဆုံးမျက်နှာတွေ့တဲ့မြင်ရောက်လာတရားမရခင်သူလွမ်းရမြတ်လေနာဆိုတာဒီဘဝမငြိမ်းရင်နောက်ဘဝတိုင်းပါခဲ့အောင်မဲ့အချစ်တွေစာနီအာဂနှလုံးသားဆွန်သွားခဲ့တာတို့ကိုဂုဏ်ပြုပါဒါဓမ္မနောက်ဆုံးလက်ဆောင်မို့မင်းတရားရှင်မှာချစ်ခုခဲ့တဲ့တေဤသာဖြစ်တို့မိပြီးပါပါရမီပြည့်တာတို့သုံးနေခေါ်တမခံတကယ်စေချာတွေ့ဖို့ရာငါသွားတော့မေဘဝခီးကိုချစ်သူရင်နေခဲ့တော့တနေ့နေ့ငါပြန်လာမင်းတို့တရားတို့ဟောပြပါမယ်